တိုးဆောင်ရဲ့ပြင်ဆက်လက်ရွာအဆက်ကလေးပါနိုးလာပြီလားဗျကြားဘူးတော့အတန်တစ်ခုကနားတဲ့တော့ဝင်လာသည်အေးကွာနိုးပြီပြန်လေအဖြစ်ပေးရင်နေရောင်ဝါဝါထိုးကြနေတော့ပတ်ဝန်းကျင်ကိုမယုံသလိုဝေဝဲကြည့်လိုက်သည်ဘာလဲနေ့တဝက်နဲ့တညလုံးအိပ်ပျော်သွားလို့ကိုအံ့ဩနေတာလားကြားရတော့စကားကြောင့်ဝေဝေဝါဝါဖြစ်နေတော့မျက်နှလုံးကိုပြူးကျဲသွား၏ကိုလည်းမယုံမရဲဖြစ်သွားကငါတကယ်အဲ့လောက်ထိအိပ်ပျော်သွားတာလားဟုတ်တယ်လေမိုးလင်းပြီလို့ဟိုမှာနေတောင်ထွက်နေပြီတကယ်လဲနေလုံးနေကြီးကထွက်ပြူစားပင်ရှိသေးတာမို့မယုံမကြည်ဖြစ်မိပေမဲ့လည်းလက်ခံလိုက်ရတော့၏လမ်းခရီးဤပင်မမှုတံတွေကိုအိတ်ဆက်ရှင်းနဲ့ကုစားလိုက်ရသည်မဟုတ်ပါလားယခုမှလူကအနှင်းငယ်ပေါ့ပါကစိတ်လက်ကြည်လင်လာသလိုရှိသည်ဟိုမှာခမားမျက်နှာတစ်ဖို့ရေယူလာတယ်ညွန်ပြရစီကြည့်မိတော့ရေအပြည့်နဲ့ခွက်နှစ်ခွက်ကိုတွေ့ရသည်ထိုရေနှစ်ခွက်အားကြည့်ရင်အနှဲငယ်တွေ့ဝေမိသွားပါသည်မနေ့ကတောက်ရည်ပင်အနိုင်ဖြစ်သောဇရက်ကယခုခွက်အပြည့်နဲ့နှစ်ခွက်ဆိုတော့ဒီရေတွေကတဝက်တစ်ပြက်နဲ့ရက်တော့ပြီမဲ့ကောင်လေးကသဘောပေါက်တယ်လို့ဟိုတောင်ထိပ်ကတဲဝဝိုင်းလေးကိုတွေ့လားလက်ညှိုးညွန်ရန်လမ်းမြော်ကြည့်လိုက်တော့နုတ္တိဆနေရအောက်မှာတလုံးတည်းရှိတော့တဲပူဝဝိုင်းလေးကိုတွေ့ရသည်တောင်ကုန်းမြင့်ပေါ်မှာထိုတဲအိမ်လေးတစ်လုံးမှလွဲပြီးကြံသည့်အဆောက်အုံကိုမတွေ့ရဆောက်လုပ်ထားတော့အချိန်ကြံမိမြင်ဖြစ်သောကြောင့်အိုဟောင်းကျွတ်ဆနေတော့တိုက်အိမ်လေးကိုကြည့်ရင်တွေ့မိသည်တို့ပေမဲ့ဘာကြောင့်မှမသိကြည့်ရတာတခုခုစမ်းကြဲနေသည်ဒီရေတွေကအဲ့ဒီအိမ်ကယူလာတာလားအဲ့ဒီမှာရေပေါ်တယ်ပေါ့အင်းဆိုပါတော့တိတ်တော့နားမလဲပါကြီးတောင်ကုန်းမြင့်ပေါ်တွားပြီးရေပေါ်ရတယ်တဲ့သူနားမလဲပေမဲ့ကောင်းလေးကတော့တပြက်စီဆက်လဲနေသည်ထို့ကြောင့်သူလဲထန်ရမထကရေခွက်နှစ်ခွက်ချီရစီတို့တွားလိုက်သည်နေကကြည့်မိတော့ရေမအကြည်လင်ကြီးမဟုတ်ပေမဲ့စိမ့်လက်ရှိနေပါသည်တငုံကြည့်လိုက်တော့ပေါ့ချွတ်ရတာကိုခံစားရ၏ကိစ္စမရှိပါသူမော့တောက်ပြစ်လိုက်ပါသည်ပြီးတော့မှမျက်နှာတစ်ချင်းအမှုကိုပြုသည်ပြီးဆုံးသွားစဉ်မှာပဲရက်ကြည့်နေပုံရတော့ကောင်းလေးကပြီးရင်တွားကြရအောင်ဘဲကိုလဲလူစစ်ကြောင်တန်တန်ဖြင့်ပြန်မေးလိုက်တော့ခမားကိုသူကြီးအိမ်ကိုလိုက်ပို့ပေးမလို့တကြီးအိမ်တန်ရောင်လိုက်တော့မိကမျက်လုံးအတွင်းမှာပင်မနေ့ကအတုပတစ်ခုကိုပြင်းမိကြွားတော့ကြောင့်သူကြီးကမနေ့ကပဲအတုပချလိုက်ပြီမဟုတ်လားဟုတ်တယ်လေဒါပေမဲ့သူ့ညီကြံခဲ့တယ်ခမားကိုသူ့ညီစီလိုက်ပို့ပေးမှာဘာလို့ဖို့လဲကောင်လေးကသူ့ကိုတိချာစွာကြည့်သည်ခမားဘိုက်မစားဘူးလားထိုအခါမှတတိယတွား၏ဟုတ်တာပဲသူထမင်းမစားရတာရက်ပေါင်းတော်ကြာနေပါပြီပါလာတော့ရိတ်ခါပြချိန်မှာပင်အဆင်ပြေတယ်လို့စားတောက်ရင်ခီးဆက်လာရသည်မဟုတ်ပါလားဆက်ရမဲ့ခီးကဘယ်စီဘယ်ဝဲမှမတိသေးတော့ခန္ဓာကိုယ်အတွက်အာဟာရတစ်ခုခုတော့ဖြစ်တင်ပေးမှဖြစ်ပေမည်ရေပဲရှိသည့်ခန္ဓာကိုယ်က